တမိုင်းကြောင်းအရာရှစ်ခေတ်မျိုးပြနိုင်ငံတွေနဲ့လူယဉ်ကျေးမှုတွေစတင်ဖြစ်ပေါ်လာတော့ကရေလန်းကုန်းလန်းဆုံရာနဲ့လမ်းမကြီးတွေရှိတဲ့နေရာတွေမှာလူတွေစုဝေးနေထိုင်ကြရင်းကနေမျိုးပြတွေဖြစ်လာခဲ့တာပါတနည်းအားဖြင့်လမ်းတွေဟာနေရာဒေသတစ်ခုဖြစ်ပေါ်လာဖို့ပထမဆုံးအရေးကြီးဆုံးလိုအပ်ချက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Shame for you သိသိချင်းလို့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ရန်ကုန်မြို့ရဲ့သွေးကြောလေးများအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မြို့ပြကြီးရဲ့သွေးကြောတွေလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့လမ်းတွေဟာအုတ်တမန်တလင်းနဲ့ကတ္တရာဇိမ်းတွေကိုခင်းထားတဲ့သွာလာရေးလမ်းကြောင်းတွေတသက်မဟုတ်ပါဘူးဒါဟာမြို့တော်ကြီးအသက်ဆက်နေနိုင်ဖို့အတွက်တအီအီစီးစင်းနေတဲ့သွေးကြောကြီးတွေတမိုင်းရဲ့မှတ်တမ်းမှတ်ရာတွေနဲ့လူပေါင်းမြောက်များစွာရဲ့ဝမ်းစာအိမ်မက်ခန်းစားချက်တွေကိုတဲဆောင်ပေးထားတဲ့ဗရမ ्या စံအိမ်ကြီးတစ်ခုရဲ့အုံမြစ်တွေပဲဖြစ်ပါတယ်မနက်ခင်းနေအောင်ကြီးတက်တက်လေးကြောက်ရောက်လာခြင်းကနေညနက်ပိုင်းမီးရောင်တွေမှိန်ဖြော့သွားခြင်းအထိရန်ကုန်ရဲ့လမ်းမကြီးတွေလမ်းကြားလေးတွေဟာစက္ကန့်မလက်လှုပ်ရှားသက်ဝင်နေရပါတယ်ဒီလမ်းတွေကိုကြည်ချင်းအားဖြင့်ရန်ကုန်ရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်တွေကိုအပြည့်အဝမြင်တွေ့နိုင်ပါတယ်အဓိကအားဖြင့်ရန်ကုန်မြို့ရဲ့လမ်းတွေဟာအချက်အလက်ကြီး9ခုနဲ့မြို့အတွက်ထိမ့်မနိုင်သိမ့်မရအရေးပါနေတာဖြစ်ပါတယ်အဲ့ဒီຢာတွေကဘာတွေဖြစ်မလဲဆိုတာဆက်လက်လေ့လာကြည့်အောင်ဗျာပထမဆုံးအနေနဲ့စီးပွားရေးရှုထောင့်ကနေကြည့်ရင်ကန္နာလန်ပြည်လန်းကဘာအေးဖျားလန်းနဲ့ဝေဂျန်နာလမ်းမကြီးတွေဟာရန်ကုန်မြို့ရဲ့စီးပွားရေးသွေးလွတ်ကြောကြီးတွေပဲဖြစ်ပါတယ်ရန်ကုန်စိတ်ကမ်းကနေဝင်ရောက်လာတဲ့ကုန်စည်မှန်သမျှစက်ယုံအလုပ်ယုံတွေကနေထွက်ရှိလာတဲ့ထုတ်ကုန်မှန်သမျှဟာဒီလမ်းမကြီးတွေကိုဖျက်ဆီးပြီးမှပဲတနိုင်ငံလုံးစီးဆင်းသွားနိုင်တာပါဒါရင်မကသေးပါဘူးလမ်းပြေးဝဲရာကလက်ဖက်ရည်ဆိုင်လေးတွေမနက်စာဈေးတယ်လေးတွေလမ်းဘေးဈေးတယ်တွေနဲ့စတိုးဆိုင်ကြီးတွေဟာဒီလမ်းမကြီးတွေရဲ့လူစီကားမှုကိုအမိပြုတ်ပြီးရက်တည်နေကြတာဖြစ်ပါတယ်လမ်းပေါ်မှာလူသွားလူလာကားသွားလာမှုရှိနေတဲ့၍အသေးစားစီးပွားရေးကနေအကြီးစားကုန်လောင်ယုံတွေအထိလဲပတ်နေတာကြောင့်ဒီလမ်းတွေဟာမြို့ကန်တွေရဲ့ဝမ်းစာကိုဓာတ်ရိုက်ထောက်ပံ့ပေးထားတာလည်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ရန်ကုန်ရဲ့လမ်းတွေဟာအသက်ဝင်နေတဲ့သမိုင်းပြတိုက်ကြီးတွေပါပဲမဟာဗန္ဓုလလမ်းစူးလေဖျားလမ်းအနောယထာလမ်းနဲ့ဘိုးကလေးဈေးလမ်းစတဲ့မြို့တွေကလမ်းတွေကိုရှောက်ကြည့်လိုက်တာနဲ့ကိုလိုနီခေတ်အဆောက်အုံတွေရဲ့ဘီသူကလက်ရာတွေကိုအထင်အရှားတွေ့ရပါလိမ့်မယ်အင်္ဂလိပ်ခေတ်ကလေးက Grid System လို့ခေါ်တဲ့အကွက်ချစနစ်နဲ့စနစ်တကျတိဆောက်ခဲ့တဲ့ဒီလမ်းတွေဟာအာရှမှာတင်မကပဲကမ္ဘာမှာပါထူးခြားတဲ့သမိုင်းဝင်အမွေအနှစ်တွေဖြစ်ပါတယ်ဒီလမ်းမတွေပေါ်မှာမြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းចောင်းသားလှုပ်ရှားမှုတွေငြိမ်းချမ်းစွာစန္ဒထုတ်ဖော်ပွဲတွေနဲ့သမိုင်းဝင်အဖြစ်အပျက်များစွာအမှတ်တကယ်ပေါ်ပေါက်ခဲ့တာပါဒါကြောင့်ရန်ကုန်ရဲ့လမ်းမတွေကိုရှောက်လန်းရတာဟာသမိုင်းစာမျက်နှာတွေကိုတလီကားခြင်းလှန်လောဖတ်ရှုနေရသလိုခံစားရစေပါတယ်
တိယအချက်ကတော့ရန်ကုန်ရဲ့လမ်းတွေဟာမတူညီတဲ့ဘာသာလူမျိုးနဲ့ယဉ်ကျေးမှုတွေကိုငြိမ်းချမ်းစွာပေါင်းစည်းပေးထားတဲ့ platform ဖြစ်ပါတယ်မြို့တွေကလမ်းကြားတစ်လျှောက်မှာဗုဒ္ဓဘာသာစေတီပထိုးပလီဟိန္ဒူဘုရားကျောင်းနဲ့ခရစ်ယာန်ဘုရားကျောင်းတွေဟာလမ်းတစ်ဖက်စီမှာဒါမှမဟုတ်ဘေးချင်းကပ်လျက်တည်ရှိနေကြတာကိုတွေ့ရမှာပါအထူးသဖြင့်မြို့တွေကလမ်းကြားလေးတွေဥပမာလမ်း30လမ်းပန်းဆိုးတန်းစတဲ့ဒီလမ်းတွေဟာမြမလူမှုဘဝရဲ့ပုံရိပ်အမှန်ကိုပြသနေပါတယ်ပလတ်စတစ်ကလထိုင်လေးတွေချပြီးမနက်စာစားနေသူတွေရိုးရာကောင်းချင်းပေါင်းမုံဟင်းကားရောင်းတဲ့အတန်တွေလမ်းကြားထဲမှာကလေးတွေချင်းခတ်ဘောလုံးကစားနေကြတာတွေဟာရန်ကုန်မြို့ရဲ့ထူးခြားစမ်းသစ်တဲ့အသက်ရှူတမ်းတွေပဲဖြစ်ပါတယ်စတုထအချက်အနေနဲ့မျိုးပြတခွင်ဆက်သွယ်ရေးမှာလမ်းတွေဟာအစားထိုးလို့မရတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့တန်းနဲ့ချီတဲ့ပြည်သူတွေ YBF ဘတ်စကားလိုင်းတွေတက်စီတွေနဲ့ကိုပိုင်ကားတွေဟာဒီလမ်းတွေကိုအမိပြုတ်ပြီးလိုရာခီးကိုသွားလာနေကြရတာပါ။ရန်ကုန်ရဲ့မြောက်ပိုင်းတောင်ပိုင်းအရှေ့ပိုင်းနဲ့အနောက်ပိုင်းမြို့နယ်တွေကိုစနစ်တကျဆက်သွယ်ပေးထားရုံနဲ့မကပဲရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးအထိဆက်သွယ်ပေးထားတာကြောင့်ရန်ကုန်မြို့ကိုတနိုင်ငံလုံးရဲ့ဆက်သွယ်ရေးနဲ့တွာလာရေးဗဟိုချက်မအဖြစ်ရန်ကုန်ရဲ့လမ်းတွေကပဲပုံဖော်ပေးထားတာဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ရန်ကုန်ရဲ့လမ်းတွေကိုကြည့်ရင်ကျွန်တော်တို့မြို့တော်ရဲ့အနာဂတ်နဲ့စိန်ခေါ်မှုတွေပါထင်ဟပ်တွေ့မြင်နိုင်ပါတယ်မြို့ပြလူဦးရေတိုးတက်လာတာနဲ့အမျှဖြစ်ပေါ်လာတဲ့ရင်ကျော်ကြက်တဲမှုတွေရေနုံမြောင်းစနစ်တွေနဲ့လမ်းပြုပြင်ထိမ့်သိမ်းမှုအားနည်းချက်တွေဟာဒီလမ်းတွေပေါ်မှာပဲအထင်အရှားဒဏ်ရာအဖြစ်ကြံရစ်နေပါတယ်ဒါပေမဲ့ဒီစိန်ခေါ်မှုတွေကိုဖြည့်ရှင်းပြီးလမ်းလျှောက်သူတွေအတွက်ဘေးကင်းတဲ့လမ်းဘေးပလက်ဖောင်းတွေစပိန်စီးသူတွေအတွက်ပြီးသန့်လမ်းကျော်တွေစနစ်ကျတဲ့တည်ယူပို့ဆောင်ရေးစနစ်တွေကိုဖန်တီးပေးနိုင်မယ်ဆိုရင်ရန်ကုန်ရဲ့လမ်းတွေဟာပုံမစိမ့်လန်းပြီးတာယာဝါပြောတဲ့အနာဂတ်မြို့တော်ကြီးအဖြစ်ကိုပို့ဆောင်ပေးမှာသိကြပါတယ်အားလုံးကိုခြုံငုံပြောရရင်တော့ရန်ကုန်မြို့ရဲ့လမ်းတွေဆိုတာကတ္တရာနဲ့ကွန်ကရစ်တွေကိုပုံသွင်းထားတဲ့လမ်းမကြီးတွေတသက်မဟုတ်ပါဘူးအဲ့ဒီလမ်းတွေဟာရန်ကုန်သူရန်ကုန်သားတွေရဲ့ရွှေရောင်အတိတ်သမိုင်းကြောင့်ရုန်းကန်နေရတဲ့ပြစ္ဆုတ်ပံစိန်ခေါ်မှုတွေနဲ့မျော်လင့်ချက်ပြည့်နှက်နေတဲ့အနာဂတ်တွေကိုတဲဆောင်ပေးထားတဲ့မြို့တော်ရဲ့စစ်မှန်တဲ့နှလုံးခုန်တန်နဲ့အသက်ရှူတန်များပဲဖြစ်ပါတော့တယ်။ဒါကြောင့်ကျွန်တော်တို့ဟာရန်ကုန်ရဲ့သွေးကြောလေးတွေကိုထိမ့်သိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရန်ကုန်မြို့ရဲ့သွေးကြောလေးတွေကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးနေကောင်းကျန်းမာကြပါစေ။